코리아 로묘 카나래 뭐노 카나래 강가이 되고 머리가 아파요 허리가 아파요 소비로 똥이 로멜라 나다묘 တက်တယ်လေမိုက်ကနေအဲ့လိုဖြစ်သွားတဲ့ခါရှိရမလားဒါတွေကိုကိုရီးယားလိုဘယ်လိုပြောရမလဲဒီနေ့လေ့လာကြည့်ကြမယ်နော်네 그러면 시작해볼까요? 쫓tat대요 코리아로 별로 뼈음래 경련이 일어나다 다만 뭐에 쥐가 나다 소비로 떠네 경련이 아마 아가 자로 나가 라비네 중에 또 나당이 터비면은 다소이 경련이 일어났어요 소비로 떠네 뽕만 뚜루리 똥냐라가 자로 쥐가 나다 다소이 뚜루리 똥자 알고는 아나 쥐 났어 나 쥐 났어အဲ့လိုမျိုးတုံးကြတယ်အာကြွတ်တက်တယ်ပေါ့နော်ခေါင်းကိုက်လိုက်တာဟော်ရီကအဖယောမော်ရီကအဖယောဒါမျိုးတွေပဲတုံးနေတော့လားနောက်တစ်မျိုးတုံးလို့ရသေးရဲ့နော်ဟော်ရီကအဖယောခါနာတာကိုယိုထုံကြီးနာတာဆိုပြီးတော့တုံးတယ်နောက်တစ်ခုကကြတော့ခေါင်းကိုက်တယ်မော်ရီကအဖယောတုံးလို့တော့ရတယ်နည်းနည်းနောက်တစ်မျိုးထပ်ပြီးတော့အစစ်မြင့်မြင့်နေတုံးခြင်းနေဆိုရင်ဒူထုံကြီးနာတာဒူထုံကြီး생기다 다묘 똥비로 야이노 나 두통이 생겼어 두통이 났어 아 요통이 났어 여러분 그런 적이 있어요? 여러분 세토부자 알말라 세토라고 코리아로 불변했어요 주사를 맞다 네 주사를 맞았어요 저 어제 너무 아파서 병원에 가서 주사를 맞았어요 다묘 똥로 야이노 아메리가 니마가운 피로 세용도아래 아마 발레 세토케 주사를 맞았어요. 소비로 똥말에. 나도구가 땄다고 코리아로 별로 뼈음래. 땄다고 자로 발작하다 소비로 똥말에. 발작하다 땄대. 땄다가 내리 예와를 소위 발작이 가라앉다 소비 똥네. 발작이 가라앉았어요. 소로시 땄다 내리 예와비 소비로 뼈라노. 나도구가 자로 어지럼을 타다. 어지럼을 타다 소라 자로ဒီလိုထားလိုက်တဲ့အချိန်မှာလေမိုက်ခနဲ့ဖြစ်သွားတာအဲ့လိုမူးခနဲ့မိုက်ခနဲ့ဖြစ်တာ어지럼을 타다ဆိုပြီးတော့ကိုရီးယားကြီးတောင်းကြရပါတော့예를 들면 일어설 때 어지럼을 탔어요 일어서다서 타ရက်တဲ့အခါမှာမိုက်ခနဲ့ဖြစ်သွားတယ်ဒါမျိုးလေးသုံးပြီးလို့ရတယ်နော်နောက်ခုယောဂကူးဆက်တဲ့ယောဂရတယ်ကို병에 걸렸어요ဆိုရင်နာဒီယောဂကူးဆက်ခံရတဲ့ယောဂရတယ်ကိုပြောတာပါသွေးအားနေတာကိုကြတော့빈혈ဆိုပြီးတော့တောင်းတယ်빈ဆိုတာကြတော့ဒါနဲတယ်ရော့တယ်ပြီးတော့빈ဆိုတာကြကွက်လက်ကြီးဖြစ်တယ်ဘာမှမရှိဘူးဒါမျိုးတိတ်ပဲ혈ဆိုတာကြတော့ဒီ피 여러분도သိထားတဲ့피ကိုဒီဆေးပညာအရာပေါ့နော်빈혈ဆိုတာသွေးရတဲ့ယောဂဒါဆိုရင်빈혈이 되다ဆိုပြီးတော့သုံးကြပါတယ်အစစ်လွဲတာကိုဘယ်လိုပြောလဲဆိုရင်삐다 오케이 발목이 뼈서 잘 못 걸어요. 네, 오늘 영상은 여기까지입니다. 네, 감사합니다. 다음 영상에서도